โอเคကျွန်တော်တက်လာပြီဆိုတော့အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ငလျင်ကိစ္စပေါ့ဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောသွားမယ့်အကြောင်းအရာတွေလည်းရှိတယ်လို့အခြားကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြရမယ့်အကြောင်းအရာတွေလည်းရှိပါတယ်ဟုတ်ပြီကျွန်တော်ကတော့တူတူပဲပြောပြလို့ရမယ်ကျွန်တော်မနေ့ပြန်ခီးသွားစရာရှိတယ်ကျွန်တော်စောစောအိပ်ပြီးတော့ကျွန်တော်လေစိတ်ကိုအစောကြီးဆင်းရမယ်အဲ့ဒါကြောင့်ကျွန်တော်တူပြောမယ်ဗျာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငလျင်ဆိုတာတကဘာလုံးမှာရှိနေတဲ့ငလျင်တွေရဲ့ပြဿနာကိုဒါအားလုံးမိတ်ဆွေညီကိုမောင်နှမတွေသိအောင်ကျွန်တော်ပြောနိုင်တာကငလျင်ဆိုတာမိုးလေဝသဒီလေတိုက်နှုန်းတွေအပူချိန်တွေမှုန်တိုင်းဖြစ်ပေါ်မှုတွေအဲ့ဒါတွေကိုပြောနိုင်တယ်လို့ငလျင်ဘယ်တော့ဖြစ်မလဲဆိုတဲ့ဥစ္စာကိုကြိုတင်ပြောနိုင်တဲ့ကဘာမှာနီးပညာအရန်အားနေပါတယ်ကျွန်တော်ဒေါက်တာခရီရှာဝုဒ်နဲ့ဒီငလျင်ဟာဝိုင်ယငလျင်တိုင်းတာကြီးဒေါက်တာခရီရှာဝုဒ်နဲ့ကျွန်တော်တယ်လီဖုန်းဆက်ပြီးတော့ကျွန်တော်မေးကြည့်တယ်ဒီငလျင်တိုင်းတာရေးတွေကိုလို့ဘာဖြစ်လို့ကြိုတင်သိအောင်လုပ်ပေးနိုင်ခြင်းမရှိရတာလဲဆိုတော့ဒေါက်တာခရီရှာဝုဒ်ကကျွန်တော်ကိုပြောတာအရန်ရှင်းပါတယ်မြေကြီးတဲကိုအပူချိန်တွေရောလှုပ်ရှားမှုတွေရောနော်ရွှေ့လျားပြောင်းရွှေ့မှုတွေရောအဲ့ဒါတွေကိုအာယုံခံစနစ်တွေကိုကဘာမှာငလျင်ဖြစ်တဲ့ဒေတာတွေကိုတိကျအနည်းဆုံးပေ1000 ပေ1000မိုင်း1000ပေါ့လေမိုင်း1000လောက်ထိကိုကဘာကြီးကိုထည့်သွင်းဖို့အတွက်အောက်မှာရှိနေတဲ့အပူချိန်တွေတိတ်တီးအားတွေညှက်အားတွေအဲ့ဒါကိုခံနိုင်ဖို့အတွက်မြေကြီးထဲကိုထိုးထည့်သွင်းထားရမယ်စန်တာတွေအများကြီးလိုအပ်တယ်တဲ့အဲ့ဒါတွေကဘာကြီးကမလုပ်နိုင်သေးပါဘူးတဲ့သို့တော့အဲ့ဒီငလျင်ဖြစ်လာပြီးပြီဆိုရင်နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတဲ့တိုင်းတာချက်တွေနဲ့research ပေါ့ဗျာသူတေသနလုပ်ထားတဲ့အချက်တွေတော့ရှိတယ်တဲ့โอเคဒါဆိုရင်ကျွန်တော်ကအခုဖြစ်တဲ့ဒီစကိုင်းငလျင်ဘုံမေအောင်လှိုင်ကတော့မန္တလေးမိုင်20အကွာတို့ကီလိုမီတာ20အကွာတို့ပေါ့ဗျာသူကပြောတယ်သူတို့ကပြောတော့စကိုင်းငလျင်ဘူချက်မကနေသူတို့ကစတိုင်းတာဆိုတော့သူတို့ကအခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါညီကိုမောင်နှမတွေကိုကျွန်တော်ပြောပြတာနော်သူတို့ပြောတာတော်တော်ကောင်းတယ်အဲ့ဒီငလျင်က